တရုတ်ပြီးတော့ American လဲပါ American နိုင်ငံမှာလည်းရေတွေကြီးနေပါတယ်။ဇူလိုင်လ16ရက်နေ့က American နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်ထဲမှာရှိတဲ့အနောက် Hollywood မှာရေကြီးနေတာပါ။တဘာဝဘေးအန္တရာယ်တွေကြောင့်ရေကြီးခဲ့တာမဟုတ်ဘဲနဲ့ဒီရေကြီးမှုကအရန်ကမှထူးဆန်းနေပြီးတော့ချွတ်ရင်ကျဲတစ်ခုကြောင့်ရေကြီးသွားခဲ့တာဖြစ်ပါတယ်။နေအိမ်တချို့ရဲ့အောက်ခြေပိုင်းကိုရေဝင်ရောက်ခဲ့ပြီးတော့ကားရေလမ်းမိုးတာတွေလမ်းမဆက်သွယ်ရေးခဏပြတ်တောက်သွားတာတွေလည်းရှိခဲ့ပါတယ်။ American ဆိုရနဲ့သက်ဆိုင်ရာအာဏာပိုင်တွေကတော့ဒီရေကြီးမှုကြောင့်တေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့လည်းပြောဆိုထားပါတယ်။ဒီလိုဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းကတော့တဘာဝဘေးအန္တရာယ်မုန်တိုင်းတန်ကြောင့်မိုးအသေးတန်ရွာသွန်းပြီးတော့ရေကြီးသွားခဲ့တာမဟုတ်ပါဘူးအဓိကအကြောင်းရင်းကတော့အလွန်တရာမှကြီးမားလာတဲ့ရေပိုက်ကြီးတစ်ခုပောက်ကွဲမှုကြောင့်ပါမနေ့3နိုင်လောက်မှာနေ့တရာကျော်တက်တန်ရှိနေပြီဖြစ်တဲ့36ပေရွယ်စားရှိတဲ့ရေပိုက်ကြီးတစ်ခုပောက်ကွဲခဲ့တာပါအခြေအနေတွေကိုဇူလိုင်လ16ရက်နေ့မှာပဲထိန်းချုပ်နိုင်ခဲ့ပြီးတော့ပျက်စီးဆုံးမှုတန်ဖိုးအဖြစ်ကားစီး200ခန့်ပျက်စီးသွားခဲ့တာတွေနေအိမ်တချို့ရေဝင်ရောက်သွားခဲ့တာတွေလမ်းတချို့ပျက်စီးသွားခဲ့တာတွေအတွက် American Dollar တန်30ကနေတန်60ကြားအထိရှိနိုင်ပါတယ်နစ်နာသွားတဲ့သူတွေအတွက်ကတော့အာမခံတောင်းဆိုမှုတွေရှိနေပါတယ်